ကာလကအကြောင်းပြောမှာပေါ့နော်ကိုဗစ်ကိုအခုပြောရင်တော့တပြားဟောင်းကြီးပါနော်လူတော်တော်များများလည်းမေ့သွားပါပြီကျွန်တော်ကတော့အခုထိမမေ့နိုင်ပါဘူးဘာလို့လဲဆိုတော့အားလုံးလည်းသိကြမှာပါကိုဗစ်ကာလမှာလူတွေကတငယ်ချင်းကောင်းတွေတို့မဟုတ်အမျိုးတွေဆုံးရှုံးသွားအသက်ဆုံးရှုံးသွားရပါတယ်နော်ဘာမှမဟုတ်တဲ့ virus တေးသေးလေးကြောင့်လူတွေအသက်ဆုံးရှုံးသွားရတယ်ဒီတော့ကျွန်တော်ကလည်းသူတငယ်ချင်းတွေပါသွားတယ်ပြီးတော့ကျွန်တော်တအားချစ်ပြီးတအားအားကိုလည်းကျွန်တော်ညီလေးတယ်ကိုဗစ်ကာလမှာကျွန်တော်တို့ထက်ခွာသွားခဲ့တယ်စပ်ပြတုန်းကဆိုကျွန်တော်တို့ဘလို့မှမခံစားနိုင်ဘူးခါတိုင်းဆိုမိုးလေးမြည်ဆိုကျွန်တော်မိုးလေးလမ်းလျှောက်ထားလျှောက်တဲ့အချင်းရှိတာကိုမိုးလေးမြည်လမ်းလျှောက်ရင်ငှက်လေးတွေ order ကလှပြနေတယ်တာယာနေတယ်တစ်တင်လေးတွေစိမ့်ဆူနေတာပဲနေုံကလည်းနေကလည်းတောက်ပတာယာနေတာပဲ beautiful day ပေါ့နော်တကယ်တော့ဒီကိစ္စလည်းဖြစ်လာရောငှက်လေးတွေ order ကလည်းဝမ်းနေစရာပဲမကောင်းဘူးနှာထောင်လို့မကောင်းတော့ဘူးတစ်တင်လေးကလည်းစိမ့်နေဆိုပြီးမဲ့လေအစင်းရောင်ကတမျိုးကြီးပဲအမောင်မေးกว่าဘုံကွယ်နေတယ်ပြီးတော့နေရောင်ကလည်းခါတိုင်းလိုပဲတကယ်ဆိုဘာမှမပြောင်းဘူးဟောဒီတိုင်းမှသွားနေပါပဲကျွန်တော်အတွေ့ရတော့နေရောင်ကလည်းတောက်ပနေတယ်လင်းနေတယ်ဆိုပေမဲ့အမောင်မေးကြီးဖြစ်နေတယ်တော်တော်စိတ်မကောင်းဖြစ်တာဗျအစားတော့လည်းစားမကောင်းဘူးဘလို့နေရမလဲဆိုဒီတိုင်းမစိတ်ကြီးမဖျားတဲ့ခင်ကိုမေးတယ်ဘာလို့အဲ့လိုဖြစ်တာလဲပေါ့နော်အပြေရှာမတတ်ဘူးဒါပေမဲ့ယုံကြည်တာပေါ့နော်ဖျားကအကောင်းဆုံးစီစဉ်ထားပေးတယ်ဆိုတာတော့ယုံကြည်ချက်တော့ရှိတာပေါ့နော်ဒီတော့ဒီကြားထဲမှာကျွန်တော်ကဒီချင်းလေး it is well with my soul ကိုနားထောင်ပြီးတော့ကျွန်တော်ရင်ထဲမှာနှစ်သိမ့်မှုတွေရတယ်ခွန်အားတွေရတယ်ယုံကြည်ခြင်းတွေရတယ်အဲ့ဒီမှာကျွန်တော်သိသွားတယ်ကျမ်းစာတွေကအမျိုးသမီးကဘာဖြစ်လို့ဖြစ်နေတဲ့အရာတွေကသူ့အတွက်တစ်ခုမှမကောင်းဘူးကဘာပြုံမတက်ပဲဖြစ်နေတာဆိုတော့ it is well it's all right ပြောနိုင်တယ်ဒီတေးတဲ့ပုဂ္ဂိုလ်ကလည်း it is well with my soul လို့ကျွန်တော်ဝိညာဉ်ကောင်းပေ၏အစဉ်ပြေပါတယ်လို့ပြောနိုင်တာသူတို့ရှိမှာယုံကြည်ခြင်းရှိလို့ပဲလို့ကျွန်တော်ယုံကြည်တယ်ခင်ဗျဘာလို့လဲဆိုတော့ faith ယုံကြည်ခြင်းရှိမှဟုတ် faith ပြီးဟုတ်လာမှာဟုတ် faith ရှိတော့ဟုတ်ကသူတို့မျိုးလင်းဆဲတာပါလဲဆိုတော့သူတို့ကယုံကြည်တယ်တနေ့မှာဘုရားသခင်ကသူတို့အတွက်အကောင်းဆုံးစီစဉ်ထားပေးတယ်ယုံကြည်တယ်နေအောင်အောက်မှာနေတဲ့ကမ္ဘာလုံးကကြီးကဘာမှမမြဲပါဘူးတဲ့ဖြစ်တဲ့များအားလုံးကရုတ်တရက်ဘာမှမဆိုဖြစ်သွားနိုင်တယ်တဲ့ကျွန်တော်တို့ဒီကမ္ဘာလောကမှာလုပ်နေတဲ့အရာအလုံးက chasing after the wind လေနောက်ကိုလိုက်နေလို့ပဲဘယ်တော့မှဘာမှအရာမထင်ဘူးတဲ့ဘလောက်ပဲများပါစေဘလောက်ပဲလူတွေတိပါစေတနေ့ကျအားလုံးမေ့သွားမှာပါတဲ့အဲ့လိုပြောတော့လေလောကကြီးမှာဘာမှမလုပ်နဲ့တော့အတိတ်ကမရှိလို့မဆိုလို့ပါဘူးအလုံးမလုံးသမင်းမစားနဲ့လို့ရှင်ဘောလူကပြောတာကိုကျွန်တော်တို့ကတော့အလုံးကစူးစမ်းရမှာပါပဲနော်တနေ့မှာကျွန်တော်တို့ကဒီလောကကြီးမှာနေအောင်အောက်မှာနေရတဲ့ကမ္ဘာလောကကြီးကမမြဲပြီမဲ့တနေ့မှာနေကြောင့်လင်းတဲ့အလင်းမဟုတ်ဘူးလကြောင့်လင်းတဲ့အလင်းမဟုတ်ဘူးဘုရားသခင်ရဲ့အလင်းနဲ့ဘုန်းတော်နဲ့လင်းနဲ့ကဘာတဲ့မိုးကောင်းတဲ့တိအောက်မှာကျွန်တော်တို့အခါကျတော့ဘုရားသခင်ဘုန်းတော်နဲ့မြင်ရတဲ့လင်းနဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကခြောက်ရအသက်ကိုရမယ်လို့ကြည်စည်းတော့ပါပဲဘုရားသခင်ကကျွန်တော်တို့ခြင်းထဲမှာ eternal life ကိုထည့်ထားပေးပါတယ်ခင်ဗျကျွန်တော်